ဒီရွယ်တင်းတင်းတို့ရွယ်ကျမတို့ရွယ်30ကျော်ကိုင်းနာကိုငယ်ညီမလေးဒီနေ့အိမ်မှာဘာမှမရှက်ဘူးနော်ရွာမြောက်ပိုင်းကအလှအိမ်သွားမလို့ကိုဘာတာကိုမရှိရှိရရှာပြီးစားတော့ကြအမလေးဗျာမင်းကြီးမချက်တော့စားလို့ရတာမှတ်လို့ဟမ်ငန်နာငန်တူးတာတူးနေမကောင်းမစားနဲ့ဗောဘသူကတင်းစားခိုင်းနေလို့လေဟမ်ဟောကြပါတော့လုံးနှစ်ယောက်တစ်ချိန်လုံးတစ်ချက်နဲ့ခါမှမတည့်ဘူးကိုကြီးတားမြန်လို့နော်ဒီမစောငယ်မနေငါကြောင့်သိရမို့လားအုံလိုက်လို့မှဲ့ပါသိရကိုငါကြောင့်တောင်ငူကြောင့်လေတောင်ငူကြောင့်ဘာမှလာမပြောနဲ့တော်တော့နှစ်ယောက်လုံးငင်မကိုတမရကိုကြီးပြောတာမဟုတ်လားဒီနေ့ကိုကြီးတကယ်ညီညွတ်လာမယ်လို့အဲ့ဒါရှိတာလေးနဲ့အဆင်မြောင်ချက်ထားနော်ကိုရလေညီမလေးအလှအိမ်သွားမှာပါဆိုမှမဆက်ရှင်ဘူးကိုကြီးတော့တကယ်ရင်းမြို့သားဟုတ်အချင်းလက်အစားတော့ငရဲကိုပို့တော့မယ်ထင်တယ်ဝေးကိုတွေ့လားအမကိုငယ်ပြောနေပြန်ပြီရငါတို့လာတော့မယ်ငါတင်ရင်တော့ကြည့်ဟုတ်ခရုံးကတို့ရွာမှာဘောကောမီရုပ်ချော်တယ်ကိုထုံးလို့မြခေါ်တယ်ရုပ်ချောကိုထုံးရဲ့တွားကြသူတို့ပဲတွားကြသူများဆိုလို့ရှိရင်အိမ်ဦးနဲ့ကျမ်းမြင်တာမှတွားလို့မျက်စိအောက်ကပြောက်တာနဲ့ငယ်မအောင်နဲ့သူတို့ကြတော့ရွာရိုး6ပေါက်6သွားနေကြဘာဆက်ရမှာလဲအိမ်မှာဘာမှမရှိပဲနဲ့နောက်ဖေးကကြက်မဝစ်ကျင်တွေကကြက်ဥပဲရှက်ထားလိုက်လာရထက်ကိုရှိနာဆိုရောက်ပြီကွာโอเคငါကောင်ကြီးမနေ့အစောကြီးထွက်လာတာမနေ့ကဘာမှတော့မစားသေးဘူးကွာမင်းမှာချက်စရာပြုတ်တာရှိတော့လေငါရဲ့စကီတွေမျိုးပြရှင်သေးတယ်နော်ညီဟုတ်ကဲ့ကိုကြီးဘာမှမပူနဲ့ငါကောင်ကြီးအိမ်မှာငါညီမလေးဖွဲရချက်ပြုတ်ထားပလိမ့်မယ်ကွာမင်းပြောတာနေတော့ငါအပိုက်တော့တော်တော်လေးအတိုင်မြည်နေပြီကွာကိုကြီးတို့ကတော့မျက်နှာပြက်စရာဖြစ်ရမယ်ထင်တယ်နော်လာရှေ့ကိုရောက်ပြီโอเคဩဒီမှာငါညီမလေးချက်တာထင်တယ်ဘာဟင်းနေဟမ်မဲထွေးတို့ကတော့လှုပ်ချလိုက်ပြန်ပြီဟေးလာပလေးစီအောင်တွေ့အောင်မယ်ငါကောင်ငါပဲချက်ကျွေးလိုက်တော့မယ်လာဒီနေ့ကျွန်တော်ချက်ပြမှာကြတော့ကျမရည်နဲ့လည်းညီညွတ်ပြီးစားလို့လည်းရန်ကောင်းတယ်ကရင်မြစ်တာပေါ့လေးပဲဖြစ်ပါတယ်ခင်ဗျာ။မာလေးတွေထက်ချက်လဲဆိုလို့ရှိရင်တော့မြင်းတပုတ်တီမိုးဆွေပြုံသီးကြိုက်လို့ရှိရင်တစ်စိမ့်လောက်ထည့်လို့လည်းရသလိုစူပုတ်ရွက်ကျွန်တော်ပလာထူးငါးလေးကိုတာမြာသီးအချင်းငှုတ်သီးဆက်ဆက်လေးနဲ့တွဲစားမှာဖြစ်ပါတယ်။မချက်ခင်မှာအရင်ဆုံးမလိုအပ်တဲ့မြင့်ရဲ့အရင်လေးတွေကိုဒေချာဓာတ်လေးနဲ့ခွာထုတ်ပြသွားလို့ရှိရင်တော့ရေနဲ့တက်ဆင်အောင်စီတာပေးပါ။မြင့်ရဲ့အခါရတာလေးတွေပျောက်သွားအောင်လို့ပစုနဲ့ရေလေးထဲမှာစားလေးထဲပေါက်ထားတဲ့မြစ်လေးကိုထည့်အခါရည်လေးပျောက်သွားတဲ့အထိကျွန်တော်တို့ပြုတ်ပြရပါမယ်။ဆန်ကိုကြတော့လော်ပြီးတော့ထောင်းလို့ရတယ်လို့ရေနဲ့စိတ်ပြီးတော့ထောင်းလဲရပါတယ်။လော်ပြီးတော့ထောင်းလဲဆိုလို့ရှိရင်တလာပေါ့ဟင်ကအရေးကျဲပါတယ်။ရေစိမ်ပြီးတော့ထောင်းမယ်ဆိုလို့ရှိရင်တော့တလာပေါ့ကအရေးလဲပြစ်ပြီးတော့စားလို့ပိုရတာရှိပါတယ်ခင်ဗျာ။အခုချက်တဲ့မြစ်တလာပေါ့မှာငရန့်ကင်ငကူပင်တို့နဲ့တွဲစားရင်လည်းအရန်လိုက်ဖက်တယ်လို့ဒါမှမဟုတ်စစ်သားကင်တွေနဲ့ချက်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုရတာရှိပါတယ်ခင်ဗျာပြုတ်ထားတဲ့မြစ်တွေလုံးဝအခါဆင်သွားပြီဆိုလို့ရှိရင်တော့ပပဆူတဲ့ရည်တွေထဲမှာနောက်ထပ်ပြုတ်ထားပြီးသားမြစ်တွေထဲပြီးလို့ရှိရင်တော့กินထားတဲ့ကြက်မူမွေးတွေထဲအရသာကိုကြတော့ကျွန်တော်စားအချိုမုံငပိရကျိုးအစိမ်းဒါမှမဟုတ်လို့ရှိရင်ကျူလာပြီးသားအကျုပ်ကိုလည်းရွေးပြီးတော့သုံးလိုက်ပါတယ်တလာဘောချက်တဲ့ခါမှာသတိထားမယ့်အရာကြတော့ဘာလီလဲဆိုလို့ရှိရင်ဆန်အရည်လေးကိုဒီတော့အတင်းလောက်ပဲထည့်ပြီးပါအများကြီးထည့်မယ်ဆိုလို့ရှိရင်တော့အရည်ကပြစ်ခဲ့ပြီးစားလို့မကောင်းသလိုတလာဘောနဲ့မတူမဲ့နဲ့ဆန်မြုပ်နဲ့တူတော့မှကြောက်လို့ပါဒါကြောင့်ဆန်လော်ရည်လေးကိုအတင်းလောက်ပဲထည့်ပြီးပါငရုတ်သီးဆက်ဆက်လေးပါကြိုက်တယ်ဆိုလို့ရှိရင်တော့ခြာကန်နေငရုတ်သီးလေးကိုမညက်တဲ့လောက်ထောင်းပြီးတော့အပေါ်ကနေထည့်ပေးလိုက်ရုံပါပဲခင်ဗျာလွယ်လေးဆက်စားကြည့်ပါနဲ့လေတော့ share ပဲရရေးကဲငါကိစ္စတော့ပြီးပြီမင်းတို့ကိစ္စပဲကျန်တော့လားစားလို့ရပြီလားကိုရစားလို့ရပြီကြိုင်ပြီနော်အားဆို Okay ကြိုင်လိုက်တော့လာခဲ့ဟာဒီမှာ9000လေးလည်းပါတယ်9000လေးဟာအရန်ကိုလိုက်ဖတ်နေပါပဲ9000လေးလည်းမြုပ်သွားတယ်မြုပ်ပါတယ်ဒီမှာဘယ်တက်ကမြုပ်သားတာပြောတာဟမ်ချက်တက်တာချက်တက်တာဟမ်မွေးနေတာပဲဟာဟိုမှာရွာကျော်ထိပ်ပေါက်ပြန်လာပါပြီဗျာကိုကြီးဟိုမှာမင်းကြီးမလားတခါလေးလာပြီးတော့စားကြအောင်လေကိုကြီးမခေါ်လဲစားရမှာသူကဘာဖြစ်တာလဲလို့ဆရာကြီးညမြထည့်ပေးသမီးထည့်ပေးတော့ဟာထည့်ပေးဟဲ့ငါရင်လေးနင့်ကြည့်နေတာဟဲ့သမီးထည့်ပေး
ထည့်ပါဦး ဘယ်ထက်ကြီးကမျက်နှာလိုက်တယ်ဗျာ ထည့်ပါအောင်ထည့်ပါ9000လေးလည်းထည့်ပါ ဟောထည့်ပေးလိုက်အဲ့ဒီအငှက်လေးကိုအရင်ထည့်ပေးလိုက် အားကြောင့်ညညစားမင်းကချက်ပေါင်လေးစား ဟော 9000လေးလား 9000ဩ9000 ငါတော့လေးကောင်းတယ်လိုက်တယ်သူက ဟုတ်ပဲ အဲ ရှယ်ပဲဆွဲပါပြီ အဖြစ်တော်ရပြီပါဆရာကြီး9000လေးရလား ဟဲ့ငါစားဖို့လည်းကြံသေးတယ်နင်းကြီးစားနေနဲ့ 我要马工啊，你有没有看着对啥呀？ စားတော့ကိုစားအားမရနော် လို့လားစားလို့အဆင်ပြေရ ပိုးစိုးမဆက်ကောင်းတယ်ကိုကြီး ကောင်းတယ်ငါစား 你妈你来养的不要不讲嘞？ နင်းလိုက်ရတော့တော်ပါစိတ်ကူးရင်ရဲဦးငါမိုင်းပြတူတခါမစားဘူးဗျ စားတယ်ညစား စားလိုက်မယ်နော် စားလိုက် ပြောလို့ရှိရင်နင်းကြော်ထားတဲ့ကြက်ဥနှလုံးနဲ့စားနော်အမမမေကြီး တော်ရော 你啥都讲了。 လက်တွေချုပ်လက်တွေချုပ် အခုဆိုရင်အားလုံးစားပြီးတော့ကျွန်တော်ပိုက်တင်သွားပြီပေါ့နော်ဒီနေ့အစီအစဉ်လေးကိုလာပြီးတော့ချက်ပြုတ်ပေးတဲ့ကိုကတော့ကိုရဲထက်ဖြစ်ပါတယ် အခုလိုဟင်းချက်ဗီဒီယိုလေးတွေကိုချန်နယ်တက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube နဲ့ Facebook လေးကိုလာရောက်ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုကြတော့ကျွန်တော်တို့ဒီမှာပဲဆုံးသတ်ပါမယ် Bye. Bye.